မင်္ဂလာပါဆရာမတို့ရဲ့ရှေ့သို့ Forward Education Center ကနေနှုတ်ခွန်းဆက်ပါတယ်ဒီနေ့မှာတော့နဝမတန်းကျောင်းသူကျောင်းသားတွေအတွက်သိပ္ပံအခန်းနဲ့နှလုံးဖွဲ့စည်းတည်ဆောက်ထားပုံကိုဆွေးနွေးတင်ပြမှာဖြစ်ပါတယ်စာမျက်နှာ36မှာရှိပါတယ်လူရဲ့နှလုံးဟာဘယ်လိုဖွဲ့စည်းတည်ဆောက်ထားသလဲဆိုတာကိုသိရှိဖို့အတွက်ဆရာမတို့ကအရင်ဦးဆုံးနှလုံးရဲ့တည်နေရာကိုလေ့လာကြည့်ပါမယ်ဟောမှာမြင်နေရတာကတော့နှလုံးဖြစ်ပါတယ်ဒီနှလုံးဟာရင်ခေါင်းပိုင်းထဲမှာတည်ရှိနေတာကိုတွေ့ရပြီးတော့ဒီဘက်ဘေးမှာအဆုပ်နှစ်ခုရှိနေတာကိုတွေ့ရမယ်ဒါကြောင့်မလို့နှလုံးဟာခန္ဓာကိုယ်ရဲ့ရင်ခေါင်းပိုင်းအဆုပ်နှစ်ခုကြားမှာတည်ရှိပါတယ်ပြီးတော့နှလုံးကလက်ဝဲဘက်ချမ်းကိုအနည်းငယ်ကပ်လက်ရှိနေတာကိုတွေ့မြင်ရပါတယ်တော့နှလုံးရဲ့တည်နေရာဟာရင်ခေါင်းပိုင်းအဆုပ်နှစ်ခုကြားမှာတည်ရှိပြီးတော့လက်ဝဲဘက်အချမ်းကိုအနည်းငယ်ကပ်နေပါမယ်ပြီးတော့ကနှလုံးတည်ရှိတဲ့ရင်ခေါင်းကိုအယိုးတွေနဲ့ဖုတ်ကာထားတယ်ဘာအယိုးတွေလဲဆိုရင်ဟောဒီအယိုးကတော့ရင်ညွန့်ယို sternum ဒီဘေးဘက်ကအယိုးတွေကတော့နံယို ribs တွေဖြစ်ကြပါတယ်အဲ့တော့နှလုံးဟာရင်ညွန့်ယို sternum နဲ့နံယို ribs တွေကနေပြီးတော့ဖုံးကာထားပါတယ်နှလုံးဟာသွေးလက်အဖွဲ့ရဲ့အဓိကကျတဲ့အင်္ဂါဖြစ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်နှလုံးစီကနေအောက်ဆီဂျင်ပါတဲ့သွေးတွေကိုခန္ဓာကိုယ်အနှံ့အပြားကိုစီးဆင်းပြီးတော့ဖြန့်ဝေပေးတယ်တခါခန္ဓာကိုယ်အနှံ့အပြားကနေကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့သွေးတွေကိုနှလုံးစီကိုပြန်ပြီးတော့စီးဝင်စေတယ်ဒါကြောင့်မလို့နှလုံးဟာသွေးလက်အဖွဲ့ရဲ့အဓိကအင်္ဂါဖြစ်တာပါပြီးတော့သူ့ရဲ့အရွယ်အစားဟာလက်သီးဆုပ်မြအရွယ်အစားပဲရှိပါတယ်ပြီးတော့နှလုံးရဲ့နံရံကိုနှလုံးကြွက်သားနဲ့တိဆောက်ထားတယ်နော်ဒီနှလုံးကြွက်သားအမျိုးအစားဟာဆရာမတို့ရဲ့လက်နဲ့ခြေထောက်တွေမှာရှိတဲ့ကြွက်သားတွေနဲ့မတူပါဘူးဒါကြောင့်နှလုံးရဲ့နံရံဟာနှလုံးကြွက်သားတွေနဲ့တိဆောက်ထားတာဖြစ်ပါတယ်နှလုံးမှာအခန်း၄ခန်းပါရှိတယ်ဘာအခန်းတွေလဲဆိုလို့ရှိရင်အပေါ်ဘက်ကသွေးဝင်ခန်း2ခန်းရှိပါတယ်သွေးဝင်ခန်း atrium သွေးဝင်ခန်း atrium က2ခန်းဖြစ်ပြီးတော့အောက်ဘက်မှာရှိတဲ့အခန်းကတော့သွေးလွတ်ခန်းတွေဖြစ်ကြပါတယ်သွေးလွတ်ခန်း ventricle ကလည်း2ခန်းဖြစ်ပါတယ်ဒီတော့လူရဲ့နှလုံးမှာအခန်း4ခန်းပါရှိပြီးသွေးဝင်ခန်း atrium က2ခန်းသွေးလွတ်ခန်း ventricle က2ခန်းဖြစ်ပါတယ်အဲ့ဒီရဲ့လက်ဝဲဘက်မှာရှိတဲ့သွေးဝင်ခန်းသွေးလွတ်ခန်းတွေနဲ့လက်ရဘက်မှာရှိတဲ့သွေးဝင်ခန်းသွေးလွတ်ခန်းတွေဟာတစ်ခုနဲ့တစ်ခုဆက်သွယ်ထားခြင်းမရှိပါဘူးလက်ဝဲဘက်ကသွေးဝင်ခန်းဟာလက်ဝဲဘက်ကသွေးလွတ်ခန်းနဲ့ဆက်သွယ်နေပြီးတော့လက်ရဘက်ကသွေးဝင်ခန်းဟာလက်ရဘက်ကသွေးလွတ်ခန်းနဲ့ဆက်သွယ်နေတယ်သို့တော့လက်ဝဲဘက်အချမ်းနဲ့လက်ရဘက်အချမ်းမှာရှိတဲ့နှလုံးတွေဟာခန်းတွေဟာဆက်သွယ်ထားခြင်းမရှိပါဘူးအဲ့တော့လူရဲ့နှလုံးမှာအခန်း၄ခန်းပါရှိမယ်သွေးဝင်ခန်း atrium 2ခန်းသွေးလွတ်ခန်း ventricle 2ခန်းလက်ရဘက်ကသွေးဝင်ခန်းဟာလက်ရဘက်သွေးလွတ်ခန်းနဲ့ဆက်သွယ်ပြီးလက်ဝဲဘက်သွေးဝင်ခန်းဟာလည်းလက်ဝဲဘက်သွေးလွတ်ခန်းနဲ့ဆက်သွယ်နေပါတယ်လက်ဝဲနဲ့လက်ရနှလုံးရဲ့အခန်းတွေဟာဆက်သွယ်ခြင်းမရှိပါဘူးဒါလေးကနှလုံးကိုဖြတ်ပိုင်းဖြတ်ထားတဲ့ပုံလေးပါနှလုံးခုန်နေတဲ့ပုံလေးပါဒါတွေကိုအဆိုရှင်လို့ခေါ်ပါတယ်အဆိုရှင် vase တွေဖြစ်ပါတယ်ဒီအဆိုရှင် vase တွေဟာအပေါ်ဘက်ကသွေးဝင်ခန်းတွေနဲ့အောက်ဘက်ကသွေးလွတ်ခန်းတွေရဲ့အကြားမှာတည်ရှိပါတယ်ဒါကြောင့်အပေါ်နဲ့အောက်သွေးဝင်ခန်းနဲ့သွေးလွတ်ခန်းတွေရဲ့ကြားမှာအဆိုရှင်တည်ရှိပါတယ်ဒီသွေးဝင်ခန်းတွေကသွေးတွေဟာအဆိုရှင်ကိုဖြတ်တန်းပြီးတော့မှသွေးလွတ်ခန်းကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒီအဆိုရှင်ရဲ့လုပ်ငန်းတာဝန်ကဘာလဲဆိုရင်သွေးပြောင်းပြန်စီးခြင်းမရှိအောင်ဆောင်ရွက်ပါတယ်နော်သွေးဝင်ခန်းကသွေးတွေကလည်းသွေးလွတ်ခန်းတွေကိုစီးဆင်းမှာဖြစ်ပြီးတော့သွေးလွတ်ခန်းတွေကသွေးတွေဟာပြောင်းပြန်စီးဆင်းပြီးတော့သွေးဝင်ခန်းတွေကိုပြန်မသွားအောင်အဆိုရှင်တွေကဆောင်ရွက်ပေးပါတယ်နှလုံးရဲ့လှုပ်ဆောင်ချက်ကဲနှလုံးရဲ့လှုပ်ဆောင်ချက်ကိုဖတ်စာဥပ္ပါစာသားတိုင်းမရှင်းခင်မှာနှလုံးတွင်းမှာသွေးဘယ်လိုလဲပတ်တယ်လဲဆိုတာကိုအကြမ်းဖြင့်လေ့လာပါမယ်
နှလုံးမှာအခန်း၄ခန်းရှိပါတယ်လက်ရဘက်သွေးဝင်ခန်းလက်ရဘက်သွေးလွတ်ခန်းလက်ဝဲဘက်သွေးဝင်ခန်းလက်ဝဲဘက်သွေးဝင်ခန်းလက်ဝဲဘက်သွေးလွတ်ခန်းတို့ဖြစ်ပါတယ်ဒီတော့ခန္ဓာကိုယ်အနှံ့အပြားမှာရှိတဲ့ကောင်းလျောင်းစိုက်ပါတဲ့သွေးညစ်တွေဟာပင်မသွေးပြန်ကြောကနေတဆင့်လက်ရသွေးဝင်ခန်းထဲကိုစီးဝင်ပါတယ်လက်ရသွေးဝင်ခန်းကနေလက်ရသွေးလွတ်ခန်းထဲကိုစီးဝင်ပါတယ်ပြီးရင်လက်ရသွေးလွတ်ခန်းကနေတဆင့်အဆုတ်သွေးလွတ်ကြောခုံးကနေအဆုတ်စီကိုသွေးတွေကိုပို့ဆောင်ပေးပါတယ်အဆုတ်စီမှာသွေးတွေကိုတန့်စင်ပြီးတဲ့အခါမှာကာမရာအောက်ဆီဂျင်ပါတဲ့တန့်စင်တဲ့သွေးတွေကိုအဆုတ်သွေးပြန်ကြောကပြန်တည်ယူလာပါတယ်အဲ့ဒီအဆုတ်သွေးပြန်ကြောဟာနှလုံးရဲ့လက်ဝဲသွေးဝင်ခန်းထဲကိုဝင်ပြီးတော့မှထိုကနေတဆင့်လက်ဝဲသွေးလွတ်ခန်းထဲကိုရောက်ရှိပါတယ်လက်ဝဲသွေးလွတ်ခန်းကနေပြီးတော့တဆင့်လက်ဝဲသွေးလွတ်ကြောခုံးကနေခန္ဓာကိုယ်မှာရှိတဲ့ cells တွေနဲ့ tissue တွေကိုအောက်ဆီဂျင်ပါတဲ့သွေးတွေကိုပို့ဆောင်ပေးပါတယ်ဒီတော့ကခန္ဓာကိုယ်ကကောင်းကောင်းစိုက်ပါတဲ့သွေးညွတ်တွေဟာပင်မသွေးပြန်ကြောလက်ရသွေးဝင်ခန်းကိုဝင်မယ်လက်ရသွေးလွတ်ခန်းကိုဝင်မယ်လက်ရသွေးလွတ်ခန်းကနေအဆုတ်သွေးလွတ်ကြောခုံးကနေအဆုတ်ကိုရောက်မယ်အဆုတ်ကနေတန့်စင်ပြီးတဲ့အခါမှာအောက်ဆီဂျင်ပါတဲ့တန့်စင်တဲ့သွေးတွေကအဆုတ်သွေးပြန်ကြောကနေလက်ဝဲသွေးဝင်ခန်းပြီးတော့လက်ဝဲသွေးလွတ်ခန်းအဲ့ဒီကနေတဆင့်လက်ဝဲသွေးလွတ်ကြောခုံးကနေခန္ဓာကိုယ်မှာရှိတဲ့ cells တွေကိုဖြန့်ဝေမှာဖြစ်တဲ့အတွက်နှလုံးကိုနှစ်ကြိမ်ဖြတ်တန်းပြီးတော့သွေးတွေဟာစီးဆင်းရတာဖြစ်ပါတယ်ကဲဒါကိုပဲနှလုံးရဲ့အခန်းနေနဲ့ပြကြည့်ပါမယ်ပထမခန္ဓာကိုယ်စိတ်ပိုင်းကရှိတဲ့ကောင်းနှောင်းဆိုင်ပါတဲ့သွေးတွေဟာပင်မသွေးပြန်ကြောကနေပြီးတော့မှလက်ရသွေးဝင်ခန်းထဲကိုဝင်တယ်လက်ရသွေးလွတ်ခန်းထဲကိုစီးဝင်မယ်လက်ရသွေးလွတ်ခန်းကနေတဆင့်အဆုတ်သွေးလွတ်ကြောခုံးထဲကိုစီးဝင်ပြီးတော့အဆုတ်စီကိုပို့မယ်အဆုတ်ကနေအဆုတ်သွေးပြန်ကြောကနေတဆင့်အောက်ဆီဂျင်ပါတဲ့သွေးတွေကိုသယ်လာမယ်လက်ဝဲသွေးဝင်ခန်းထဲကိုဝင်မယ်အဲ့ဒီကနေတဆင့်လက်ဝဲသွေးလွတ်ခန်းထဲကိုရောက်ရှိမယ်ပြီးတော့လက်ဝဲသွေးလွတ်ခန်းကနေလက်ဝဲသွေးလွတ်ကြောခုံးထဲကိုစီးဝင်ပြီးခန္ဓာကိုယ်အနှံ့ပြားကိုသွေးတွေကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်ဒါကတော့နှလုံးရဲ့အပြင်ဘက်ပိုင်းပုံမှာဒီမှာမြင်နေရတာဒါကပင်မသွေးပြန်ကြောတစ်ခုလက်ရသွေးဝင်ခန်းထဲကိုဝင်မယ်အဲ့ဒီကနေမှတဆင့်သွေးလွတ်ကြောခုံးနေဒါကသွေးလွတ်ကြောခုံးဒါကအဆုတ်သွေးလွတ်ကြောခုံးသွေးလွတ်ကြောခုံးကနေမှတဆင့်တက်ဆိုင်ရာကဏ္ဍအသီးသီးကိုသွေးတွေကိုစီးဆင်းစေမှာဖြစ်ပါတယ်အဲ့တော့ဒါကသွေးလက်ပတ်ပုံကိုအကြမ်းဖြင့်ဆွေးနွေးတာပါနှလုံးရဲ့လှုပ်ဆောင်ချက်ကိုသိရဖို့အတွက်ဒီအကြောင်းလေးကိုကြိုတင်ပြီးတော့မိတ်ဆက်ရှင်းပြထားတာဖြစ်ပါတယ်ကဲအခုနှလုံးရဲ့လှုပ်ဆောင်ချက်ကိုဖတ်စာအုပ်ပါစာသားအတိုင်းအသေးစိတ်ရှင်းပြမှာဖြစ်ပါတယ်စာမျက်နှာ39မှာရှိပါတယ်ဒီပုံကိုလေ့လာကြည့်လို့ရှိရင်နှလုံးလေးဟာစီးချက်မှန်မှန်နဲ့လှုပ်ရှားနေတာကိုတွေ့ရပါမယ်ဒါကြောင့်နှလုံးကြွက်သားများကကြုံချင်းဆန့်ချင်းကိုစီးချက်မှန်မှန်ပြုလုပ်ပေးတယ်နော်ကြုံလိုက်မယ်ပြီးရင်ပြန်ဆမယ်ကြုံမယ်ဆမယ်အဲ့ကြုံချင်းဆန့်ချင်းကိုစီးချက်မှန်မှန်ပြုလုပ်ပေးပါတယ်ကဲဒါလေးကလည်းနှလုံးဟာကြုံချင်းဆန့်ချင်းကိုပြုလုပ်နေတာဖြစ်ပါတယ်နှလုံးကြွက်သားတွေကကြုံလိုက်တဲ့အချိန်မှာတဲ့နှလုံးရဲ့အခန်းကိုအတွင်းဘက်ကိုဆွဲယူလိုက်တယ်လို့ဖြစ်သွားပါတယ်နှလုံးကြွက်သားတွေကကျုံသွားတဲ့အခါကျတော့နှလုံးအခန်းကိုအတွင်းဘက်ကိုဆွဲလိုက်တယ်လို့ဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့တဲ့သွေးတွေဟာနှလုံးရဲ့အပြင်ဘက်ကိုတွန်းထုတ်လိုက်မယ်အဲ့တော့နှလုံးအပြင်ဘက်ကိုတွန်းထုတ်လိုက်တဲ့ဆိုကြတဲ့ကသွေးကြောတွေထဲကိုနှလုံးထဲမှာရှိတဲ့သွေးတွေကသွေးကြောတွေထဲကိုစီးဝင်သွားမှာဖြစ်ပါတယ်နော်အဲ့တော့နှလုံးကြွက်သားတွေကိုကျုံလိုက်တဲ့အခါမှာနှလုံးရဲ့အခန်းတွေကိုအတွင်းဘက်ကိုဆွဲလိုက်တယ်လို့ဖြစ်တဲ့အတွက်သွေးကိုနှလုံးရဲ့အပြင်ဘက်ကိုတွန်းထုတ်လိုက်ပါမယ်အဲ့ဒီတွန်းထုတ်လိုက်တဲ့သွေးတွေဟာသွေးလွတ်ခန်းကနေတဆင့်သွေးလွတ်ကြောခုံးတွေထဲကိုစီးဝင်သွားပါတယ်နော်နှလုံးကြွက်သားကိုကျုံလိုက်တဲ့အခါမှာနှလုံးရဲ့အခန်းကိုအတွင်းကိုဆွဲဝင်လိုက်တာဖြစ်တဲ့အတွက်သွေးတွေကိုအပြင်ကိုတွန်းထုတ်လိုက်မယ်အဲ့တွန်းထုတ်လိုက်တဲ့သွေးတွေဟာသွေးလွတ်ခန်းကနေတဆင့်သွေးလွတ်ကြောခုံးတွေထဲကိုစီးဝင်သွားမယ်ကဲဘယ်လိုသွေးလွတ်ကြောခုံးတွေလဲကြည့်ရအောင်လက်ရဘက်သွေးလွတ်ခန်းနော်လက်ရဘက်သွေးလွတ်ခန်းကသွေးတွေကိုနော်
အဆုတ်သွေးလွှတ်ကြောခုံးတွေကိုစီးဝင်သွားမယ်အဆုတ်သွေးလွှတ်ကြောခုံးကို pulmonary arch လို့ခေါ်ပါတယ်အဲ့တော့ဒီပုံမှန်မြင်ရတဲ့အတိုင်းကိုပြောရမယ်ဆိုရင်အပြာရောင်သွေးတွေဖြစ်ပါတယ်နော်ပုံမှန်မြင်ရတဲ့အပြာရောင်ပြထားတဲ့သွေးတွေဟာကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့သွေးတွေဖြစ်ပါတယ်တခါလက်ဝဲဘက်သွေးလွှတ်ခန်းကနေပြီးတော့မှညှစ်ထုတ်လိုက်တဲ့သွေးတွေဟာလက်ဝဲသွေးလွှတ်ကြောခုံးတွေကိုစီးဝင်သွားပါမယ်လက်ဝဲသွေးလွှတ်ကြောခုံးကို left aortic arch လို့ခေါ်ပါတယ်ပုံမှန်မြင်ရတဲ့အတိုင်းဆိုရင်အနီရောင်ပြထားတဲ့သွေးတွေဖြစ်ပါတယ်သူကအောက်ဆီဂျင်ပါတဲ့သွေးတွေပါဒီတော့စောကနှလုံးဟာကျုံလိုက်တဲ့အချိန်မှာသွေးတွေကိုသွေးလွှတ်ခန်းတွေကနေတစ်ဆင့်အဆုတ်သွေးလွှတ်ကြောခုံးလက်ဝဲသွေးလွှတ်ကြောခုံးထဲကိုစီးဝင်သွားစေတယ်ဒီတော့အဆုတ်သွေးလွှတ်ကြောခုံးထဲကိုစီးဝင်သွားတာကတော့ကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့သွေးတွေဖြစ်ပြီးတော့လက်ဝဲသွေးလွှတ်ကြောခုံးထဲကိုစီးဝင်သွားတာကတော့အောက်ဆီဂျင်ပါတဲ့သွေးတွေဖြစ်ပါတယ်တခါနှလုံးရဲ့ကြွက်သားကိုပြန်ပြီးတော့ကျုပ်နေရာကနေပြန်ပြီးဆန့်ထုတ်လိုက်တဲ့အခါမှာပင်မသွေးပြန်ကြောတွေထဲကသွေးတွေပင်မသွေးပြန်ကြောအပေါ်ဘက်ကစီးဝင်လာတဲ့ပင်မသွေးပြန်ကြောရဲ့အောက်ဘက်ကပြန်စီးဝင်လာတဲ့ပင်မသွေးပြန်ကြောအဲ့ဒီပင်မသွေးပြန်ကြောအတွင်းကသွေးတွေကိုလက်ရာသွေးဝင်ခန်းထဲကိုစီးဝင်လာစေတယ်နော်လက်ရာသွေးဝင်ခန်းထဲကိုစီးဝင်လာစေတယ်အဲ့တော့လက်ရာသွေးဝင်ခန်းကနေဘယ်ကိုရောက်သွားမလဲဆိုရင်လက်ရာသွေးလွှတ်ခန်းပေါ့စောကလက်ရာသွေးလွှတ်ခန်းထဲကိုရောက်သွားပြီးတော့မှတခါဘာရောက်သွားမလဲသွေးလွှတ်ကြောခုံးနေစီကိုရောက်သွားမယ်တော့နှလုံးကြွက်သားကိုဆန့်ထုတ်လိုက်တဲ့ချိန်မှာတော့ပင်မသွေးပြန်ကြောကနေကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့သွေးကိုပြန်သယ်လာတဲ့သွေးကလက်ရာသွေးဝင်ခန်းထဲကိုစီးဝင်စေမှာဖြစ်ပါတယ်ဒီတော့သွေးလက်အဖွဲ့ရဲ့အဓိကလုပ်ငန်းဟာဘာလဲဆိုကြလို့ရှိရင်အောက်ဆီဂျင်ပါတဲ့သွေးတွေကိုပို့ဆောင်ပေးမယ်ဘယ်ကိုပို့ဆောင်မှာလဲခန္ဓာကိုယ်မှာရှိတဲ့ cells တွေစီကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်အောက်ဆီဂျင်ပါသောသွေးကိုခန္ဓာကိုယ်အတွင်းရှိ cell များစီသို့ပို့ဆောင်ရန်နောက်တစ်ခါဘာထပ်လုပ်ပေးဦးမလဲဆိုရင်ကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့သွေးတွေကိုလက်ခံမှုပဲဖြစ်ပါတယ်အဲ့တော့ကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့သွေးတွေဟာဘယ်ကပြန်တည်လာမလဲ cells တွေခန္ဓာကိုယ်ရဲ့ cells တွေစီကနေပြန်လဲတည်ဆောင်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့သွေးကိုလက်ခံမှုပဲဖြစ်ပါတယ်။သွေးလက်အဖွဲ့ရဲ့အဓိကလုပ်ငန်းနှစ်ချက်ရှိပါတယ်။ပထမတစ်ချက်ကတော့အောက်ဆီဂျင်ပါတဲ့သွေးတွေကိုခန္ဓာကိုယ်အတွင်းမှာရှိတဲ့ cell စီကိုပို့ဆောင်ပေးဖို့နဲ့ဒုတိယတစ်ချက်ကတော့ cell စီကနေပြန်လဲတည်ဆောင်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့သွေးကိုလက်ခံမှုပဲဖြစ်ပါတယ်။ဒါသွေးလက်အဖွဲ့ရဲ့အဓိကလုပ်ငန်းဖြစ်ပါတယ်။ဒီတော့ခဏနှလုံးရဲ့ဖွဲ့စည်းပုံနဲ့နှလုံးရဲ့လှုပ်ဆောင်ချက်ကိုဆွေးနွေးတင်ပြသွားတာဖြစ်ပါတယ်နားထောင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နောက်ရက်တွေမှာလည်းပဲသိပ္ပံသင်ခန်းစာတွေကိုအတန်းဆုံးသိပ္ပံသင်ခန်းစာတွေကိုဖြည်းဖြည်းချင်းထုတ်လွှင့်မှာဖြစ်တဲ့အတွက်ဆက်လက်ကြည့်ရှုအားပေးဖို့မေတ္တာရပ်ခံပါတယ်ကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာပါ